နင်းစီကိုမျိုးကိုရမ်းချစ်တယ်ကွာဟာနေကိုတနေ့ကမှခရီးနဲ့ပြတ်ထားတာမဟုတ်ဘူးလားဟာမဟုတ်ပါဘူးဘေးစကားတွေမယုံနဲ့နော်နင်းစီငါလာပြီကလင်ကချစ်တွေလာပြောတာရိုးရိုးမငင်းရှင်ငင်းလိုက်အောင်မယ်တခွန်းပဲပြောမယ်နှစ်ခါထပ်မပြောဘူးအေးပါပြောနင်းစီသုံးစားမရတဲ့နင်းကိုလေးစားချစ်ခင်စရာဘာကြောက်မှမရှိဟမ်ငါးနှစ်ငါးမိုးကြိုးစား6ချားတုံလို့သွားတဲ့ထဲမှာငါမပါဘူးထပ်ပြီးပြောလိုက်မယ်9နှစ်9လေး10ခိုးတောင်းမှန်ရင်တော့မှလေကိုးစားယုံကြည်လို့မရတဲ့နင့်ကို10သက်10ကပါမစင်စားဘူးဟာမကြိုက်တဲ့နေပေါ်ဟာရိုးရိုးသားသားညင်းလို့ရပါလေနင်းတယောက်တည်းရှိတာမဟုတ်ဘူးနင့်ငယ်ချင်းဇပယ်ဖြူကိုတွတ်ပြောလို့ရသေးရဲ့နော်ဟော17မျိုးပြည့်အောင်လို့ပြောလိုက်အောင်မယ်12မျိုးချင်း3မသားကောမမကြီးရဲ့လုပ်ငန်းတွေကစင်မပြေပါဘူးဗျာဒီလိုပါပဲငါမောင်ရဲ့မမိုက်တို့လည်းစင်မပြေပါဘူးမင်းတနေ့တော့စင်ပြေလာမှာပေါ့ကွယ်မမကြီးတို့ပဲအားကြပါတယ်ဗျာအစင်ပြေချက်ကတော့တနေ့သားလဲမမကြီးတို့လိုဖြစ်ချင်တယ်မင်းထင်တယ်လို့မဟုတ်ပါဘူးငါမောင်ရဲ့မမိုက်တို့လည်းရွှေမရှငွေမရှနေနိုင်ုံပါပဲကွယ်မလေးမမကြီးဟာတားကိုမေးပေးခဲ့တဲ့ကြောက်ကုန်းကြီးကလေအခုလားမေးနေကြတာဗျာဈေးကောင်းပေးပြီးတော့ဟဲမင်းကလည်းအမေကဒီတစ်ခုပေးခဲ့တဲ့ဟာကိုရောင်းစားတော့မလို့လားဩမမကြီးရဲ့အမေဟာလေးဆိုရင်မရောင်းချင်ပေမဲ့တားလို့မိသားစုကစင်မမပြေတာအခုဈေးကောင်းလေးရာတုံးလေးရောင်းမလို့တော့စိတ်ကူးထားတာပဲမမကြီးဟာပြောမရလဲရောင်းဟဲ့ဒါပေမဲ့တစ်ခုတော့ရှိရနော်ကစင်းဘောကထင်းနေတော့ခြံထားအမေဟာမလို့ငါထောက်มาရတာတွေမမကြီးအဲ့အရာတွေကအမေကတားကိုကုန်ပေးထားတာလေအခုရောင်းမဲ့ထဲမှာအဲ့အရာတွေအကုန်ပြပြီးသားအဲ့ဒါတော့ငါမသိဘူးဟဲ့နင်တို့ကိစ္စနင်တို့ရှင်းငါတော့အဲ့ခောက်မပြောပြီးသားနော်ဟောဗျာမမကြီးကကိုကကိုရောင်းတာတော့မှနော်ကိုကမဟုတ်ပဲလိုချင်နေသေးတယ်ခတ်တယ်မမကြီးလေဟန်ကြတာတော့ညီမောင်တော့ကြောက်ကုန်းညာဈေးကောက်ရနေပြီတော့ညီကဘာသိလို့လဲအေးဘလောက်ဈေးကောင်းရငါသဘောကရှိသေးတယ်ဟဲ့တာကျော်အဲ့ကြောက်ကုန်းညာမင်းမကြီးသဘောတူမရမှာဆိုမအေးရလဲဘာဆိုင်ဘူးအမေကကျုပ်တယောက်တည်းကိုပဲပေးခဲ့တာဒါကြောင့်မလို့ကျုပ်ရောင်းတော့ရောင်းပြီးပြီပြောချင်တော့ပါဘူးဗျာအဲ့စကားတွေမအဲ့ဒါတွေကကိုအောင်အရင်ဝစ်ဟဲ့တားနဲ့ချွေးမဘာဖြစ်နေကြရတော့အမေတမီးအောင်မကြောက်ရကြီးဘူးဒါကြီးရရဲ့ကြောမလို့သူကဝစ်ချင်နေပေါက်ကြအတော်ငါသားလည်းဟုတ်သားပဲချွေးမလေးလိုချင်တာဝယ်ပေးလိုက်လောက်ကြအမေနဲ့ချွေးမပေါင်းပြီးတော့မလွယ်ဘူးဟဲ့ဂျက်စီညီတို့ဖနက်တွေဝယ်လာပြန်ပြီလားညီတို့အေးမလို့အပ်တာတွေမွဲစမ်းမှနဲ့အတုံးလုံးလျှော့စမ်းမှဟဲ့အမေရဲ့မွဲပေါင်းတစ်လမှတစ်ခါတည်းဝယ်လာပါအမေရဲ့ယောက်ျားအမေကလေယောက်ျားအကူရဲ့မိန်းမကိုကြတော့အမြဲပြူးနေရနော်ချစ်ကိုကြဘာမှရဲ့ကြောဘူးငါမိန်းမလိန်မာလို့ကိုချစ်တာနေမှာပေါ့ကွာမလေးဟဲ့ချွေးမလေး2ယောက်ရှိပါတယ်အတုံးဖြုံးကလည်းကြီးလိုက်တာအခုလည်းတရက်ဒီဈေးကြီးပါတယ်ဆိုဝဲလာပြန်ပြီဟဲ့ဘလို့ဖြစ်တာတော့မဟုတ်ဘူးအမေရဲ့အမေချွေးမအကြည့်ပြီးကလေတရက်ဒီကအမေကြိုက်တယ်ဆိုလို့ဝဲလာတာတဲ့သူတော့မစားရဘူးနော်အမေစများအော်အေးအမေထင်ပါသွားတယ်ငါသားရဲ့ငါချွေးမလေးကြည့်ပြီးမှတိတက်သေးဟိုကြီးမဂျက်စီနဲ့များကွာဗကျွန်တော်မိန်းမကြည့်ပြီးတော့အမေကိုဥထိတ်ထားပြီးချစ်တယ်ဗျအော်ရောက်ခမငါပေါ်ကောင်းတယ်ဆိုတာငါယောက်ျားဝင်ပြီးဂျားစိတ်ဆက်ပေးနေလို့ပါလားတကယ်တော့ငါယောက်ျားတော်တော်ကောင်းတာပါလားတာရင်ငါဒီဖုန်းလေးရောင်းချင်တာကွာအစ်စ်ကလည်းဝယ်ချင်းတာနည်းနည်းလိုးနေတာအေးမင်းဘယ်လောက်လိုချင်တာတော့ဘယ်လောက်ဆိုတာအသာထောင်းဟေးဖုန်းကလည်းဒိတ်အောင်နေဘူးမှမလိုချင်တော့ဘူးကွာငါလည်းဂိမ်းနေတရားဆိုတာတော့ဘက်ထရီကလည်းမခံဘူးဖြစ်နေမင်းဘယ်လောက်လိုချင်တာဒါပြောစမ်းပါငါစီမှာ iPhone ဆိုရင်မတားကင်ချင်နေတဲ့ကောင်တယောက်ရှိတယ်အဲ့ကောင်ကိုရောင်းလိုက်မယ်ဟာဖြစ်ပါမလားကွာကြည့်လေလို့ပေါ့ငါဂိမ်းနေရှုံးလို့ချင်းရိုက်ခွဲထားတော့ကင်မရာလည်းဝါနေပြီနော်တိတ်တာချထားလိုက်အဲ့ကောင်ကဖုန်းကင်ချင်တာပဲသိရနော်ဘာမှသိပြီးတာမဟုတ်ဘူးရေမင်းငါကွာ9000လောက်တော့လိုချင်တယ်ကွာရပါမလားတော့မသိအဲ့မင်းစေးပြအောင်လုပ်ပြီကွာငါမဟုတ်တော့ဝဲကျွေးမယ်အောင်ကျော်စမ်းမင်း iPhone ကင်ချင်နေတာနဲ့အတော်ပဲတော့ငါစီမှာဖုန်းကောင်းလေးတစ်လုံးရှိတယ်ကွာဟာဟုတ်လားအဲ့ဆိုငါလည်းခုမှပင်ရနေထုတ်လာတာဒါဆိုပြီးပြီပေါ့ကွာဒီဖုန်းကင်တဲ့လူကငါနဲ့တိနေလို့ပေါ့ကွာသွင်းစီစင်းသိတယ်ကွာမင်းဂိမ်းကလည်းမစော်ဘူးနော်မင်းနဲ့ပဲအန်ကိုင်ပဲအေးအဲ့ဆိုငါဂိမ်းစော်လို့ရတယ်ပေါ့ထွက်ထားလည်းမကြသေးဘူးဆိုတော့အားတော့ရှယ်ခံပေါ့ကွာကင်မရာဆိုကြည်တောက်ရှင်းနော်ဟာကင်မရာလည်းကောင်းတယ်ဆိုတော့ငါတစ်တော့စော်ချင်တာနဲ့တော့ပဲမင်းဆယ်လီဖြစ်ဖို့သာကြိုးစားလိုက်တော့အစားတော့ဒါငါကင်မလို့ပဲကွာမင်းကိုစိတ်ထဲမှာရှိလိုက်တာနဲ့ငါမင်းလာပြလားဟေးငါဘယ်လောက်ပေးရမလဲလောက်ပါမလားမသိဘူးကွာ2သိမ့်ပဲပေးကွာငါမို့လို့နော်မင်းကိုပေးတာကြိုက်တဲ့ဆိုင်မင်းပတ်ရှာငါအောင်မရှိဘူးဒီလို offline မျိုး offline ကွာ2သိမ့်ဆိုရင်တော့ကွက်တီပဲကွာ9သိမ့်ဆိုရင်ငါဝယ်နိုင်မှာမဟုတ်ငါလိုချင်တာနဲ့အတော်ပဲရော့
ဒီကွာဒီတဲ့ model မျက်နှာလဲခြင်းလဲငါ့ကိုပြောကွာငါစီမှာအဲ့လို model ဆုံး offline တွေအများကြီးရှိတယ်ကွာအော်ဒါနဲ့မင်းဒီဖုန်းကလည်း all body all man နော်ဘက်ထရီအောင်တစ်ခါမှလဲရသေးရမဟုတ်ယူသေးတော့ကွာအေးကျေးဇူးပါကွာမင်းကျေးဇူးတောင်ငါကန်ရပြီဟာကင်မရာလည်းကြည့်တယ်ဟာခင်ဗျာ ဟဲ့နင်ပိန်းနေသည်ဘလောက်လဲမင်းနေတာ ပိတ်နေသည်အော်9000ပါပဲဗျာတစ်လုံးပဲကြံတော့လား နင်ဟာချိုးရလားဟဲ့ ချိုးမချိုးအမရေမနက်ကလုံး20ပါတာဒီတစ်လုံးပဲကြံတော့တာဗျ အေးယူလိုက်မယ် ဟုတ်9000ပါအမ ဟဲ့ပိန်းနေသည်ကဘလောက်တုံး ဟာအမနောက်ကျသွားပြီဗျပိတ်နေသည်ကတစ်လုံးပဲရှိတာဒီအမယူသွားပြီခုတရက်သီးပဲကြံတော့တာ အတော်ငါပိန်းနေသည်ပဲစားကျင်တာပြန်ရောက်မလားပိန်းနေသည်တားစားကျင်လို့1000ပေးမယ်လေဟဲ့ရောင်းနိုင်မှာဘူးလောက်ဒီလောက်2000ပေးမယ်ရောင်းလိုက်တော့ အေးအမ2000ကြီးတောင်ပေးတာကျွန်တော်မနက်ဖြန်ပါလာအောင်မနော်ရောင်းရင်ရောင်းလိုက်ပါလားမနက်ဖြန်မှအဝါစား ဟုတ်လားအဲ့ဒါဆိုလေရောင်းလိုက်တော့မယ် ရောင်းလိုက်ဟေးဟုတ်ရဲ့ဟာအမပိတ်နေသည်ဖို့ပေးအောင်ပါလေ ဟဲ့ငါဘာမှမဝယ်တာဝယ်ရရှူတောင်းလေ ဟောအဲ့ဟုတ်တယ်အမဝယ်တာအမပေးရမှာလေပိတ်နေသည်ဖို့ အတော်ငါနိရှယ်ဝယ်တာမှမဟုတ်တာဟိုအမနာဝယ်တာသူ့ပေးလိုက်ပြီလေ အမဟာဟုတ်သေးဘူးလေငါပိတ်နေသည်ဖို့9000ကဘယ်သူမှပေးမသွားဘူးလေဘလို့ကြီးတော့ဟိုမစီပဲလိုက်တော့အမလားဒီဘက်ကမစီပဲလိုက်တော့အမလားငါဘယ်သူစီတော့အမတော့ဟာငါပိတ်နေသည်ကပါသွားပြီပတ်စံမရဘူးဟာဟိုဘက်ကခေါ်နေတာဟိုကပြေးရောင်းလိုက်အောင်မယ် ငါကားရှိလာပြီဂွင်းဖိုင်မိထနေဟေးစိတ်ပြက်တယ်အော်ဦးလေးချောင်းနားလိုက်တာဘာဖြစ်သွားပြီလဲမသိပါဘူးလက်ဒီ ဟဲ့ငါကားရှိလိုက်ဘာဂွင်းလန်းဖမ်းတာတော့ဟမ်ငါကောင်းငါလာကြည့်တာဘာဖြစ်သွားပြီလဲလို့ ကျွန်တော်ဝင်ဖန်တာမဟုတ်ပါဘူးအန်ဒီရဲ့ဟိုဘက်ကအန်ဒီတယောက်ကခေါ်လို့ကျွန်တော်ဈေးရောင်းတာကားရှင်းနေဆိုပြီးကူးလိုက်တာ နေ့ကနေဘာဖြစ်နော်နေ့ကနေ6ကြိုးကြိုးလက်ကြိုးကြိုးငါနဲ့မဆိုင်ဘူးဟာနေ့ကနေလာတာနော်ငါကိုယ်လာတာငါနဲ့ဘာမှမဆိုင်ဘူးနော်ငါကားတစ်ခုခုဖြစ်လို့ရတာနေရောရမှာ အော်မဟုတ်ဘူးအန်ဒီရဲ့သားဖာသားလဲမိတာပါကားလည်းမထီးဘူးနော်ကားလည်းမထီးဘူးသားဖာသားလေးဟွန်းတီးလိုက်တော့လန့်ပြီးတော့လဲသွားတာပါဘာမှမဖြစ်ဘူးနော် ငါကောင်းမထိပြီးတာပဲတော်နေ့ကနေကောက်ပြီးငါကားရှက်ထွက်သွားစောစီချက်တွေတုံတာတခါတည်း ဟုတ်ငါတောင်းမှပါဗျငါ့ကိုမထားခဲ့ပါနဲ့ဟာငါတောင်းမှပါငါနှင်းပေါ်စိတ်ကုန်နေပြီဟာငါ့ကိုထပ်ပြီးမနောက်ချက်ပါနဲ့ငါသွားပြီ ငါကိုယ်တိုင်ပြိုးခဲ့မှုတဲ့တန်ကလေးဖောက်ပြန်မှုဆိုတဲ့ဒီခေတ်ကြီးတွေမှာငါဘယ်သူကိုယုံကြည်ရမလဲမာယာများတဲ့ချစ်ခရီးလမ်းမှာဒီအလွန်တွေကိုတည်ဖို့ရင်လေ ဟုတ်တယ်သားလေးကျေးဇူးပဲနော်ကျော်သားလေးရောဒါဦးကမဟုတ်ဘူးပေးရဟောအေးပါကွာအဲ့ဆိုလေရောဒီအေးဘူးလေးတောက်လိုက်ဟာဖူတာထုတ်ကြံခဲ့ပြီနေအောင်အတော်ငါမဟုတ်ပဲမှာပါလေပေးတဲ့ငါဖုန်းနင်တို့လိုကလေးတွေကလင့်လို့ယူရလားဟမ်ငါပြန်လာလို့မဟုတ်ရင်ယူပြေးတော့မှာမလားဟာညီမကလေးကိုဘာလို့အဲ့လိုတွေပြောနေတာတော့ဘာလို့ပြောရမှာလားကျမဖို့သူယူထားလေမင်းထင်မနေပြီဒီကလေးကဒီလိုကလေးမဟုတ်ဘူးနော်ငါပတ်စံကောက်ရတော့စောတာပြန်ပေးတာမင်းဒါဘလို့ဖြစ်တာဦးပြောပြ တွေ့လားညီမနောက်တစ်ခါကိုယ့်ပစ္စည်းကိုသေချာထိမ့်သိလူတိုင်းကိုကိုယ်စိတ်နဲ့မနိုင်နဲ့အော် sorry နော်ကလေးလေးဒါလေးယူသွားရော့ဟာတားလေးဟောဗျာလိန်မာလိုက်တာကလေးလေးကမတရားဘလို့ရောင်းတာလဲဗျ တစ်လုံး900 တလုံးယူပြီနော်ရော့ပတ်စံ အေးယူသွားတော့ ဟောဗျာဘာဖြစ်တာတော့ဒီဆိုင်ရှင်မကြီးကြောင်တောင်နဲ့သွားမှာ ဟဲ့ကောင်လေးငါပြက်ဒီယူပြီးဘယ်ပြေးမလို့တော့ ဟာမကျွန်တော်ပတ်စံပေးပြီလေ ဗမာပေးရသေးလို့တော့ငါခုမှထွက်လာလေ အခုလေးနေလေးဆိုင်ရှင်မကြီးခေါင်းဝင်ကြီးနဲ့အခုလေးနေထွက်သွားတာပဲ ဟောတော်ဒီမိမလှုပ်သွားပြန်ပြီမနေ့ကလည်းလှုပ်စားသွားပြီကဲဒီလောက်ငါဒီမိမနောက်လိုက်မလို့ငါစပင်းလေးခဏငါ အဲ့ဒီယူထားလိုက်မမြန်လုံးတော့မြန်ပြန်လာခဲ့တော့မ ကတက်တီတွေကြည်ထားလိုက်အောင်တော့နေမောင်လေးတရားသိယူမလို့လား တရားတည်းယူပြီလေမတစ်လုံး900လေးမပတ်စံလည်းပေးပြီ မောင်လေးကပတ်စံဘဒုကိုပေးလိုက်တော့အမကအခုမှရောက်တာလေပြီးတော့တစ်လုံး900တယ်မဟုတ်တစ်လုံး200တယ်မောင်လေးရဲ့ ခေါင်းဝင်တဲ့အမကဆိုင်ရှင်ဆိုပြီးကျွန်တော်900ပေးလိုက်တယ်အဲ့900က तू ကလူလိန်ဆိုပြီးနောက်တစ်ယောက်ကကျွန်တော်စပိန်နဲ့လိုက်ပြီးမယ်ဆိုပြီး तू ကဆိုင်ရှင်နဲ့အဲ့လိုပြောတာ ဒါရီတော့မသိဘူးမောင်လေးရေဆိုင်ရှင်ကတော့အမပဲမောင်လေးယူမယ်ဆိုရင်တော့တစ်လုံး200ထပ်ပေးခဲ့တော့နော် မယူတော့ဘူးဗျာတရားသီးလေးတစ်ခါထွက်ပြီးဝယ်မိပါဟို तू ကဆိုင်ရှင်ဒီ तू ကဆိုင်ရှင်နဲ့
နောက်ဆုံးကိုစပိန်မှာဆိုပတ်စံလေးဆိုတော်ပြီဗျာ